ကဲအားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ Facebook မှာကျယ်ဝယ်နည်းမေးထားတဲ့သူတွေအတွက်ကျယ်ဘယ်လိုဝယ်ရလဲဆိုတာလေးကိုလာပြီးတော့ပြပြပေးတာပါရှင်ကျယ်ဝယ်မယ်ဆိုလို့ရှိရင်အခုရေ45ခုကနေစပြီးတော့အခုရေအများကြီးအထိဝယ်လို့ရတယ်ပေါ့နော်ကျယ်ဝယ်မယ့်နေရာမှာကိုမှဘဏ်အကောင့်သို့မဟုတ် PayPal အကောင့်သို့မဟုတ် GrabPay ရှိတာနဲ့လည်းဝယ်လို့ရပါတယ်ရှင်ကျမကတော့အခု GrabPay နဲ့စပြီးတော့ဝယ်ပြထားပါတယ်ရှင်ကဲ password ရိုက်ထည့်ပြီးတာနဲ့သူကခဏဆောင်ပြီးလို့ရှိရင်ကိုကောင်တွေကိုကျယ်လေးတွေရောက်လာမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်ကျယ်လေးတွေရောက်လာပြီပေါ့နော်ဒါကိုချစ်တဲ့သူတွေကိုလိုက်ပြီးတော့လက်ဆောင်ပေးလို့ရပါပြီရှင်ကဲဒီမမရဲ့တတလေးကိုတွားပြီးတော့ကျယ်လက်ဆောင်ပေးမယ်ပေါ့နော်ကဲဒီတတလေးကိုကကျယ်10 star လက်ဆောင်ပေးခဲ့တယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်ဒါလက်ဆောင်ပေးတာလေးရသွားပြီပေါ့နော်ဒါလေးစရသွားပြီပေါ့နော်သူလက်ဆောင်10 star ရသွားပြီကဲနောက်တစ်ယောက်စီသွားမယ်ရှင်ဒီညီမလေးထဲဝင်ပြီးတော့ကျယ်လက်ဆောင်ပေးမယ်ပေါ့နော်ဟိုဒီညီမလေးကအကျယ်မပွင့်သေးဘူးဆိုတော့နောက်တစ်ခေါက်ကျကမှလာပြီးတော့လက်ဆောင်ပေးပါမယ်ကဲပြန်ထွက်ပြီးလို့ရှိရင်နောက်ထပ်တစ်ယောက်စီကိုသွားမယ်ပေါ့နော်နောက်ထပ်မမတစ်ယောက်စီကိုသွားမယ်ရှင်ဒီမမချစ်ချစ်စီကိုသွားပြီးတော့လက်ဆောင်ပေးမယ်ပေါ့နော်ကဲဒီမမကိုလည်း dance star ပေးခဲ့တယ်ပေါ့နော်နောက်နေ့တွေမှာလည်းပဲတောင်းထဲမှာရှိတဲ့သူတွေကိုကျဲလက်ဆောင်လေးတွေလာပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျဲလက်ဆောင်လိုချင်တဲ့လူတွေကကျမရဲ့ဗီဒီယိုအောက်မှာဝင်လာပြီးတော့အမှန်ထားလို့ရပါတယ်